မင်္ဂလာပါဒီနေ့ကတော့ဒီတပတ်ရဲ့ market review ကိုလုပ်ပြီးမှဖြစ်ပါတယ်နော်အချင်းချုပ်လေးလုပ်တော့မှဖြစ်ပါတယ်အတိကအရေးကြီးတာဟာပဲပြောတော့မှဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်ဒီ index ကိုကြည့်ရအောင် Nasdaq ပေါ့နော် Nasdaq index 100ပေါ့နော် Nasdaq 100 index ကတော့ကျွန်တော် officially bear market ကျွန်တော်ရောက်သွားပြီ bear market ဖြစ်တယ်ပေါ့နော် bear market ဆိုတာကပါလဲဆိုလို့ရှိရင် decline of 20% or more from recent heights so ဒီ stock တခုရဲ့သူရဲ့ recent high ဆိုတာကဒီအမြင့်ဆုံး level ကနေကျလာတဲ့ဟာပေါ့နော်20ရာခိုင်နှုန်းအောက်sorry 20ရာခိုင်နှုန်းအထက်ကျပြီဆိုလို့ရှိရင်တော့ဒါကို bear market ဖြစ်တယ်လို့ခေါ်တယ်ဒါ Nasdaq 100ကတော့ officially ကျွန်တော် bear market ထဲဝင်သွားပြီနောက် S&P 500က18ရာခိုင်နှုန်းအထိကျလာတယ်နောက်လိုက်လာမယ်လို့ထင်တယ်ပေါ့နော် we don't know ကျွန်တော်မသိဘူးဒါဒီကနေတက်သွားနိုင်တယ်ကြာထပ်ကြနိုင်တယ်ကျွန်တော်ခမန်းလို့မရအောင်ဆိုတော့ဘာလို့ဒီလိုကြာသွားလဲနော်ဆိုကျွန်တော်ဒီ fear and greed index ကျွန်တော်ကြည့်တဲ့အခါမှာ extreme fear level ကျွန်တော်ရောက်သွားတယ်နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့အဓိက Donald Trump ရဲ့ဒီ new policy ကြောင့်ဖြစ်တယ် American နိုင်ငံ100ကျော်ကနေဒီ American ကိုသွင်းကုန်ဟူသမျှကိုသူကကောက်တော့မယ်ဒီတိုးကောက်မယ်ပေါ့နော်အဲ့လိုတိုးအခွန်ကြီးကောက်တဲ့အခါမှာလဲဘာဖြစ်သွားလဲဆိုလို့ရှိရင်လူတွေခံမှန်းထားတဲ့ပုံများသွားတယ်เนาะလူတွေပိုကြောက်သွားတာဘာလို့လဲဆိုလို့ရှိရင်ခံမှန်းတာတဲ့ပို့ပြီးတော့များသွားတယ်မနေ့ကဒီ Federal Reserve ရဲ့ chairman ကပြောတယ်သူခံမှန်းတာတဲ့ပုံများเนาะအဲ့ဒါကြောင့်လူတွေကပိုကြောက်ပြီးတော့ဒီ story ကိုရောင်းကြတယ်ရောင်းတော့ကျွန်တော် stock share တွေတန်ဖိုးတွေကျသွားတာအဲ့ဒါပါပဲဒါက long term လားshort term အတွက်လားကျွန်တော်မသိဘူးเนาะအချိန်ကသူစကားပြောလိုက်မယ်ဒါပေမဲ့ကျွန်တော် investor တယောက်အနေနဲ့ကျွန်တော်တို့အာယုံဆက်ရမှာကတော့ကျွန်တော်တို့ပုံမှန်ဝယ်ဖို့ပဲဖြစ်ပါတယ်เนาะဒါကျွန်တော်တို့ကြောက်စရာမရှိပါဘူး extreme fear လူWarren Buffett ပြောတဲ့ဟာစကားတကယ်နာမည်ကြီးရဲ့စကားရှိတယ်လူတွေအရန်ကြောက်တဲ့ချိန်မှာလောဘကြီးပါလူတွေအရန်လောဘကြီးနေပြီဆိုရင်ကြောက်ပါတဲ့ဒါကလက်ရှိသူ့ရဲ့စကားအရာဆိုလို့ရှိရင်ကျွန်တော် extreme fear ဖြစ်နေတယ်ကျွန်တော်တို့ဝယ်ရမယ့်အချိန်ဖြစ်ပါတယ်ဒါ financial advice မဟုတ်ပါဘူးကိုအဆင်ပြေတယ်လို့ဒါဆုံးဖြတ်ပြီးတော့အယောင်အဝယ်လုပ်လို့ရပါတယ်ကျွန်တော်အနေနဲ့ကတော့အခုချိန်အများကြီးဝယ်ချင်တယ်เนาะဒါလက်ထဲမှာပတ်စံသာရှိရင်အကုန်လုံးသာဝယ်လိုက်ချင်တယ်ဆိုတော့နောက်တခုကတော့ကျွန်တော်ဒီ stock ပြန်ကြည့်မယ် magnificent story ကိုကျွန်တော်တခုချင်းစီပြန်ကြည့်မယ်meta platforms ဆိုတာကဒီ Facebook ပေါ့နော်ဘယ်လောက်ကြာသွားလဲဆိုလို့ရှိရင် Facebook က okay 30ရာခိုင်နှုန်းကြီးကြာသွားတယ် 29% အထိကြာတယ်နောက်တစ်ခုက Tesla stock ကဘယ်လောက်ထိကြာသွားလဲဆိုလို့ရှိရင် 32% เนาะ32ရာခိုင်နှုန်းကြာတယ်သူရဲ့ all time high ကနေ and Microsoft ကကျွန်တော်12ရာခိုင်နှုန်းကြာပါတယ် and Nvidia one of my favorites okay ကဘယ်လောက်ကြာသွားလဲဆိုလို့ရှိရင်32 and really undervalue အရန်ကို undervalue ဖြစ်တဲ့ stock တစ်ခုဖြစ်တယ်ပေါ့နော် Nvidia share အခုဆိုလို့ရှိရင်95လားမသိဘူးเนาะမနေ့ကပိတ်သွားတာ95လားအဲ့လောက်ဝန်းကျင်ထင်းတယ်90အထိကျသွားတယ်100အောက်ကျသွားတာပေါ့เนาะတော်တော်လေးကိုdiscount ဖြစ်ပါတယ်နောက်တစ်ခုက Google one of my favorites ဒါလည်းကျွန်တော်အရင်ကြိုက်တယ်ထဲကတစ်ခုဖြစ်ပါတယ်ဆိုတော့ 20% discount ရတယ် 20% ကျသွားပြီand နောက်တစ်ခုက Amazon ကလည်းတကယ်ကို company ကြီးဖြစ်တယ် and သူက24ရာခိုင်နှုန်းကျသွားเนาะဒါတလောက်ကောင်းတယ်တလောက် company ကြီးတွေတလောက်ကျတယ်ဆိုတာကကျွန်တော်တို့ဒီတစ်နှစ်လုံးမှာတစ်ခါလောက်ပဲရနိုင်တဲ့အခွင့်အရေးလို့ကျွန်တော်ထင်တယ်ပြန်ပြောမယ်ဒါက financial advice မဟုတ်ပါဘူးဒါကြောင့်ကျွန်တော်ဒီထက်လည်းထပ်ကြနိုင်တယ်ဒါပေမဲ့ဒီ company ကြီးတွေကတော့ဒီအခြေအနေနဲ့ bankrupt ဖြစ်မယ်လို့တော့ကျွန်တော်တော့မထင်ဘူးပေါ့နော်အဲအတွက်ကြောင့်ကျွန်တော်ကတော့ယုံကြည်နဲ့ဒီ story ကတော့ကျွန်တော်ဝယ်လို့ရတယ်ဒါကတော့
ဒါဒီတစ်ပတ် market အခြေအနေဖြစ်ပါတယ်နောက်တစ်ပတ်ကဘယ်လိုထပ်လာမလဲဆိုတာကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်အောင်မယ်နောက်တစ်ပတ်လည်းပဲကျွန်တော်ဒီလိုပဲပုံမှန် market review လေးတွေကျွန်တော်အချိန်ရရင်ရတယ်လို့လုပ်ပေးသွားအောင်ဖြစ်ပါတယ်